ဒီနေ့ပြောချင်တဲ့အကြောင်းအရာပါလဲဆိုတော့အခုsocial media မှာလည်းခေတ်စားနေတယ်ဒီလူပတ်ဝန်းကျင်မှာလည်းတော်ခေတ်စားနေတာပါလဲဆိုတော့ surprise တိုက်တာပေါ့နော်မလေးပါလဲအိမ်နောက်ရှင်နေဆိုလို့ရှိရင်ဇနီးတွေကခင်မွန်းတွေကဇနီးပြန်လည် surprise တိုက်ကြတာမျိုးတွေသမီးစားတွေဆိုလို့ရှိရင်ကောင်လေးရဲ့ကောင်မလေး surprise တိုက်တယ်ကောင်မလေးရဲ့ကောင်လေးကို surprise တိုက်တယ်အဲ့လိုမျိုးလေးခေတ်စားတယ်ပေါ့နော်အဲ့ဒါဆိုငယ်ကြီးပေါင်းတွေကြားထဲမှာလည်းသူတို့ surprise တိုက်ခံရတယ်ကိုကမြင်တွေ့နေရတာရှိတယ် social media မြင်တွေ့နေရတာတွေလည်းရှိတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုကဘယ်လိုဖြစ်တာလဲဆိုတော့စိတ်ထဲတော့ကြည်နူးမိတယ်လေသူတို့ကိုလည်းကြည်နူးမှာပဲလေသူတို့ကိုကြည်ပြီးကိုယ်ရောမှကြည်နူးမိသေးတာပဲသူတို့ကြည်ပြီးကိုယ်ရောမှကြည်နူးမိသေးတာပဲအဲ့ဆိုကိုကလည်းကြည်နူးပြီအော်မိုက်တယ်ပေါ့မလီမိုက်တယ်ပေါ့အဲ့တော့ကိုကလည်းတစ်ခါကျရင်တွေးတယ်ငါဒီလေဘယ်သူမှ surprise တိုက်မဲ့လို့မရှိနေတာငါတော့ငါ surprise ရအောင်ပြန်တိုက်ရမယ် surprise တိုက်ဖြစ်အောင်တော့တိုက်မယ်လို့တွေးလိုက်တယ်အဲ့တော့ကိုကဘယ်လို surprise တိုက်လဲဆိုရင်ကိုအခုလိုမျိုး surprise ကိုခွက်လာလေးတွေကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့အခုလိုမျိုးလေးတိုက်လိုက်ပါတယ်အခုလိုမျိုး surprise ကိုခွက်လာလေးထည့်လိုက်ပါတယ်ထည့်ပြီးတော့အခုလိုမျိုးလေးထည့်လိုက်ပါတယ်